Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ကတော့ကျွန်တော်မာရတွန်ပေါ့နော်ဒါမာရတွန်သွားပြီးတော့ volunteer လုပ်ပါဖြစ်ပါတယ်volunteer မှာကျွန်တော်တို့က2မျိုးရှိပါတယ်ပေါ့နော်ကျွန်တော်2မျိုးကတော့ကျွန်တော်ပထမတစ်မျိုးကတော့ကျွန်တော်စကိတ်နဲ့ကြီးရမှာဖြစ်ပြီးတော့ဒုတိယတစ်မျိုးကတော့ကျွန်တော်တို့ turning point မှာကျွန်တော်တို့ဥစားလေး turning ကိုလက်ကလေးတွေကိုဒီပြီးနေလိုက်စုပ်ပြရမယ်အဖွဲ့ဆို2မျိုးဖြစ်ပါတယ်ဗျဟုတ်ကျွန်တော်နဲ့အိမ်ချူနေကတော့ကျွန်တော် skate နဲ့လိုက်ပြရမှာဖြစ်တယ်ကျန်တဲ့အဖွဲ့တွေကတော့ကျွန်တော် turning 5 km turning point မှာဟိုစားပေါ့နော်ကျွန်တော်ဟို TV နဲ့စုပ်ပြရမှာဖြစ်ပါတယ်ဗျဟုတ်ဟုတ်ရကျွန်တော်အခုကတော့နေပြီးတော့မှာပါဗျနေပြီးတော့ဒုက္ခဆုဟိုတယ်မှာပဲဖြစ်ပါတယ်နိုင်လားအောင်လေးလို့ဟုတ်ကဲ့မင်္ဂလာပါဗျအေးမင်္ဂလာပါအေးမင်္ဂလာပါဟမ်စောသေးတယ်စောသေးလားနိုင်ကျွန်တော်တို့စောသေးရလေဟောဟောဟောမင်းဘာမှမလာသေးဘူးပြီးတော့ငါတည်း6နှစ်တော့တော့ပြီးတော့ဘယ်မှာဟုတ်မာဘခနာဆောင်နေနော်ကျွန်တော်တို့အခုတော့ဒါမာရတွန်ကိုဗီဒီယိုလိုက်ရိုက်နေတာဖြစ်ပါတယ်။မကြမီချိန်ဒီမှာတော့ကျွန်တော်ကလေးဖွဲ့ရောက်လို့လာပါမယ်ဟုတ်မင်္ဂလာပါမင်္ဂလာပါကြီးဟုတ်ကြားရပြေးလားအခုဆိုရင်တော့ဒါဥစားပေါ့ယူမီမာရတွန်ပေါ့နော်30ကနေ16နှစ်ကြာအဖွဲ့ထဲကိုရောက်နေပါတယ်ရတော့လေပြေးတာဒီမှာကမဲဆောင်ပြီဟိုညီရိုက်ထားတယ်ဟုတ်တယ်သွားလေလိုက်လေမရဘူးလိုက်လက်တော့ယူငါတန်းလိုက်တော့ကွာပြေးလက်စွပ်လေးယူတာမရနဲ့ပြေးအားလုံးပဲမင်္ဂလာပါဗျကျွန်တော်အခုဆိုရင်တော့3 point ရောက်ပြီပေါ့နော်ကျွန်တော်ကစားသမားတွေကိုလိုက်ရရင်လည်းစကိတ်တွန်းလာတာမောလာဆိုတော့မောပါတယ်ဘာဖြစ်လို့ကျွန်တော်စကိတ်ကလည်းတိုးနေရတာဖြစ်တဲ့အတွက်ကျွန်တော်မာရတွန်တပားမဟုတ်ဘူးလေအားကြောင့်မောလာဆိုတော့မောတယ်ဒါပေမဲ့ကျွန်တော်ဆုံးဖြတ်ချက်အရကျွန်တော်ပန်းဝင်တဲ့အထိတော့သွားဖို့အတွက်စိတ်ကူးထားပါတယ်ဟုတ်ကဲ့အားပေးပါအောင်ဗျာဒီပါမင်္ဂလာပါကျွန်တော်လက်မလေးနဲ့မှ turning point ကိုကျွန်တော်ဖြတ်လာပါတယ်ဒါကျွန်တော်21 km ကျွန်တော်လည်းပြေးနေတဲ့အတွက်ဒါလက်မလေးကိုဆွတ်တာပါ
မှာတိတ်မရှိဘူးဒီတကွင်းမှာနောက်5 km 5ဒီ5D အရှိမတန်နေဘော5D မှာတော့